မလေးကမကြီးညီတို့သိပြီးကြပြီလားဟဲ့အိမ်တိုင်းရဲ့မိဖို့ကြောင့်ထဲမှာအမြဲရှိနေတဲ့စပားလင်ကဒီလောက်ထိအစွမ်းထက်တာညီတို့သိကြရလားဟဲ့တို့ဒီကတော့ဟင်းချက်ရင်အနက်မွေးအောင်ပဲထည့်နေကြတာဟဲ့တကယ်တော့စပားလင်ကမထင်ရဘူးတော့သူ့မှာပါတဲ့ကျမ်းမာရေးအာနိသိမ့်တွေကအမခမ်းမဲ့ဟဲ့နေတိုင်းရင်နွေးကြတောက်တတ်တဲ့အလေးထရှိရင်စပားလင်လေးပါထည့်တောက်ကြည့်ဖို့အတင်းကိုတိုက်သွင်းမှရစေအောင်ကမရဲ့လုံနေကလည်းခတ်နေလာမှလို့အရန်လွယ်တာဟဲ့ရင်နွေးဆူဆူတစ်ခွက်သေးကိုစပားလင်တစ်ချောင်းလောက်ပပလီထက်တကြားဒါမှမဟုတ်ပြားရည်လေးအနှင်းငယ်ထည့်ပြီးအဖုံးလေးခဏအုပ်ထားလိုက်ရုံပဲဟဲ့မွေးပြန်ပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့စပားလင်လက်ဖက်ရည်ကိုရပြီပေါ့ဟဲ့ကဲသူ့ရဲ့အစွမ်းတွေကိုလည်းဖောက်တယ်ချပါရစေအောင်ကမရဲ့ပထမဆုံးကတော့အစာရည်နဲ့ဦးလန်းချောင်းကျမ်းမာရေးကပေါ့ဟဲ့သူကဦးထဲကမကောင်းတဲ့ဘက်တီးရီးယားတွေကိုအကုန်မောင်းထုတ်ပေးပြီးအစာကြေညက်စေတာတဲ့ဟဲ့နောက်ပြီးကြောက်ကပ်ကိုလည်းတန့်စင်ပေးသေးတယ်တော့ကိုယ်ထဲကအစိတ်တောက်သေးယူရစ်အက်ဆစ်နဲ့မကောင်းတဲ့ cholesterol တွေကိုစီးကနေတဆင်ရှင်းထုတ်ပစ်တာဆိုတော့ကြောက်ကပ်တွေတိတ်ကောင်းတာတဲ့ကမရဲ့ဒါတွေမဲလားဆိုတော့မဟုတ်သေးဘူးဟဲ့တုတ်ကွင်းနဲ့ဖျားနာတာကိုလည်းကာကွယ်ပေးတယ်လို့ညီကိုလက်တွေကြိုက်ခဲနေရင်လည်းစပားလင်တစ်ကြံကောက်ဖို့ခေါင်းနဲ့နနွေးမုံလေးပါရောပြုတ်တောက်လိုက်ဟဲ့အကြိုက်အခဲစေကောက်စရာတော့မလိုဘူးတဲ့ဟဲ့စိတ်ဖိစီးနေတဲ့သူတွေအတွက်လည်းစပားလင်ညနံကစိတ်ကိုလန်းဆန်းစေပြီးစိတ်ကြတာတွေကိုတတ်တာစေတဲ့တဘာဝစေးတလက်ပဲတဲ့ကမရဲ့ကိုနန့်ဇိုးထွက်တာကိုတတ်တာစေပြီးအသားအရည်ကိုလည်းအထောက်ကူပြုတ်တယ်တဲ့ဟဲ့အေးဒီလောက်ထိအစွမ်းထက်နေတာဆိုတော့ဒီနေ့ပဲစမ်းတောက်ကြည့်လိုက်ကြတော့လိကမလူရဲ့ကျမ်းမာရေးဘ ഹു တုကြရအောင်ညီတငယ်ချင်းတွေကိုလည်းပြန်ပြီးအတင်းလိုက်ပြောလိုက်အောင်နော်ကမရဲ့အာဘွား